နဲ့ကျွန်တော်မော်ထဲမှာကျတော့ထဲမှာရေနဲ့တဲ့ပုံစံမျိုးလေးတော့ပြရတယ်ဒီနေ့ကတော့ဒီကြောက်လေးကျွန်တော်တကယ်ချင်းကိုလာပြရင်းနဲ့ဒီမှာကြောက်လေးများရှိမလားဆိုတော့တစ်ချက်လောက်ဝင်ကြည့်မယ်ဗျာနော်ဒါလေးတစ်ချက်ပြပေးဦးမယ်မှကြည့်လိုက်ဒီညာလေးမှာဆိုမန်းကြောကြီးတွားနေတယ်သူလက်ညှိုးလောက်ရှိတဲ့မန်းပေါ့ဗျာနော်အကာလေးနည်းနည်းရှိတယ်ဖြတ်မယ်ဆိုလို့ရှိရင်ထောက်လေးရှိရဆိုတော့ကြောင့်ဒီမန်းတစ်ခုကြားထဲကနေမှအရေလန်သွားနိုင်ချေရှိတာပေါ့ဗျာကြောက်လေးကတော့ကျွန်တော်မော်ဝမ်းကြီးကြောက်လေးဖြစ်တယ်ပေါ့ဒီကနေမီးထောက်မယ်ဆိုရင်တော့မှဒီထိတော့မှပွက်နေဗျတော်တော်လေးလာတဲ့ကြောက်လေးဟုတ်တယ်ဒါလေးကြိုက်လေဆိုရင်တော့ကျွန်တော်ကိုမောင်လေးဆက်သွယ်လို့ရရနော်ကျွန်တော်တစ်ချက်တော့တွားကြည့်လိုက်အောင်မယ်ဆိုလေးဟာဘယ်ကောင်းတော့ဗျာဟမ်လူတို့အော်လောဘမှလာအဲဒီမှာကြောင်လုံးရှိတယ်လို့ရအေးရောက်ခဲ့ရတော့လောဘကြိုင်တော့ဘူးများလေလို့လာကြောက်လို့လေကြောက်ကောင်းကြုံတော့ဘာမှုဘေးရမြင်ဟိုရတယ်ဘာယူပါအေးကြည့်လို့ရတယ်ဗျာတော့ပြောနေကို50လောက်လို့ချင်တာဗျာကျွန်တော်ကန်ဆာတစ်ခုနေနဲ့ဖြတ်ကြည့်ချင်တာအေးကိုဒီပဲကြည့်လိုက်နော်နော်လောဘဒီနေရာလေးမှာဆိုလို့ရှိရင်တော့သူရမန်းချိုးအဲမှာရေနဲ့တဲ့ပုံစံမျိုးလေးတော့ပြရတယ်ဒါတွေလည်းမန်းနေဒီဘက်မှာရောမန်းကျိုးတပင်ရဲ့ဒီမန်းကျိုးတပင်လိုမျိုးဖြတ်ရမယ်ဗျဒီပေါက်နေရာနှစ်ပေါက်နေရာလေးရှိတယ်ဗျရှိတယ်ဆိုတော့လက်ကောက်ခေါင်းမယ်ဒီမန်းတပင်ကအထဲမှာလန်မလားဆိုတာလေးကိုတွက်ကြည့်ရမှာလက်ကြီးလေးပြပေါက်လို့လက်ကြီး7လေးနဲ့ဖြတ်ချင်တယ်ဗျလို့လိုက်ပါဒီမှာကိုလည်းကိုလုံးနေကြကိုလူတွေပဲနော်ပွဲကလေးတော့လုံးပြီလားနော်ဗျာကိုကြောက်ပဲကြည့်ကိုပွဲကောက်လုံးနေတော့လေဟာတကယ်မရှိဘူးဟာဟုတ်လောဘမမင်းနဲ့လေလောဘဘယ်ကောင်ငါလုံးနာရဲ့ဒူရဲ့ကွာနေ့ချင်းမှာအလေလာတာကင်းဒီမှာလောဘနဲ့လုံးနေပါလေချိုးနေမှာတော်လောဘတော့ပဲခေါ်ကြောက်ကြောင်ကွာလောဘဟုတ်ဗျာလောဘငါပြေးကြောင်မကြည့်ဘူးကွာကိုကျွန်တော်ဒီမှာအဲ့လိုလားတို့လည်းဘူးလို့ပြောတာအဲ့ဒါကြောက်ပဲဦးတော့ဟောမကွာဒါဘူးလို့ခါတကယ်ချင်းမခုနတည်းရောက်တယ်မလားဒါဟုတ်တယ်ခုနတည်းပွဲကလေးနဲ့တော့ဟိုမလို့လဲကျွန်တော်ရမ်းလာတော့ပြီအိမ်မှာကျုပ်တဲ့လေးပြန်ခေါ်အောင်ပါပဲလေတော့ကျွန်တော်မှလည်းဘူးကလေးတွေနဲ့အများကြီးလုပ်ရတာခုနတည်းလောဘနော်ဒီလောဘတို့အဲ့ဒီကျိုးမန်ယိုဒီဖက်လို့အောင်ပါသေးနော်သမီးနဲ့ကြောက်ကြံဟောဒီခဲနေမှာမယ်ဒါဟုတ်တာဟုတ်တယ်မမကဲမောလာကွာဒီနေ့ကတော့အလန့်တကြားနေကျွန်တော်မော်ထဲမှာကျတော့အတန်နဲ့ကြားလို့ရှိရင်အဲ့လိုဖြစ်တယ်ဗျကဲဒီမှာကြည့်လိုက်ဗျာနော်ကြောက်လေးကတော့အရွယ်လည်းရှိတာပေါ့ဗျာနော်ဟာဒီကတော့ဒီမန်းချိုးကနေပြီးမှဘဲမှာအရေးဥကောင်းမလားဆိုတာလေးကိုခေါင်းကြည့်ရမှာဖြစ်တယ်ဒီအောက်ခြေဘက်မှာလည်းမန်းရှိတယ်ဒီပေါ်ပြင်ဘက်မှာလည်းမန်းချိုးသွားထားတာဗျာပြလိုက်လို့မှအထဲမှာအရေးဥလို့ရှိရင်တော့ဒီကြောက်ကကျွန်တော်9သိန်းထဲနဲ့အားကြီးခုံသွားနေတာပေါ့ဗျာနော်ထပ်ပြီးမှဒီမှာကြောက်တကယ်ချင်းကိုပြမယ်ဆိုရဲဒီကြောက်လေးရောနော်30နဲ့ဝယ်ထားတာဘာလို့ကြိုက်ရဆိုရှင်တော့ကျွန်တော်ဆက်သွယ်လိုက်နော်